နှစ်ဦးမြစ်တာလူတိုင်းမှာနှစ်ဦးမှာပထမဆုံးဖတ်ဖြစ်တာကနှစ်ဦးမြစ်တာလူတိုင်းမှာဆိုတဲ့အစာအုပ်ပါဆရာတော်က2012နှစ်ကူးတဲ့အချိန်တုန်းကဟောပြောခဲ့တဲ့တရားဖြစ်မယ်ထင်ပါတယ်နှစ်သက်အမှားစကားတစ်ခုအနေနဲ့မြစ်တာတရားအကြောင်းကိုဟောပြောထားပါတယ်ပထမအဆုံးလူသားတွေရဲ့လူရင်းတစ်ခုဖြစ်တဲ့ပျော်ရွှင်မှုကိုတင်ပြထားပါတယ်လူတွေရဲ့ပျော်ရွှင်မှုလိုလားမှုဆင်းရဲဒုက္ခကိုမလိုလားမှုအကြောင်းနဲ့စတင်ထားပါတယ်နှစ်သက်မှာတစ်နှစ်ပတ်လုံးပြောသမျှဆိုသမျှစိတ်ကူးသမျှတွေကိုမေတ္တာနဲ့နှုတ်ဆောင်သွားဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်မေတ္တာရဲ့အဓိပ္ပာယ်ကိုမိတ်ဆွေတို့ရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်နေသဘောထားဟုပေါ်လွင်အောင်ဖွင့်ဆိုထားပါတယ်မိတ်ဆွေခင်မင်သူကိုကြီးပွားတိုးတက်စေခြင်းမှုပျော်ရွှင်စေလိုမှုစတဲ့မိတ်ဆွေစိတ်ဓာတ်စိတ်နေသဘောထားကိုအကန့်အသတ်မရှိလူသားအလုံးအပေါ်မှာထားနိုင်အောင်ကြိုးစားသင့်ကြောင်းပြောဆိုထားပါတယ်ဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ်ပိုင်စီးပွားရေးကိုပဲလုပ်လို့မိမိလုပ်တဲ့အလုပ်ကိုဝမ်းမြောက်ဝမ်းသာမိတ်ဆွေတွေကိုကူညီပေးနေရတယ်လို့တွေးတောပြောဆိုလုပ်ကိုင်မယ်ဆိုရင်ကုသိုလ်လည်းရဝမ်းလဲဝါတဲ့အကြောင်းရှင်းရှင်းလင်းလင်းပြောဆိုရေးသားထားပါတယ်သူတစ်ဖက်သားရဲ့အကျိုးကျေးဇူးကိုအာယုံစိုက်ပြီးကူညီလုပ်ကိုင်ပေးနေတဲ့အချိန်မှာဖြစ်ပေါ်တတ်တဲ့ကုသိုလ်စိတ်ကိုလည်းအရယူတတ်ဖို့အတိပေးထားပါသေးတယ်ပြီးတော့ရှေ့တန်းတင်လေးရှိတဲ့မာနတရားရဲ့စိုးကျိုးတွေကိုလည်းပေါ်လွင်အောင်ကောင်းတဲ့မာနမကောင်းတဲ့မာနမိဝဲထိုက်တဲ့မာနမမိဝဲထိုက်တဲ့မာနလို့ခွဲခြားပြီးရှင်းပြထားတယ်မိမိကိုကြီးပွားတိုးတက်စေသောမာနနဲ့မိမိကိုပြဿနာဖြစ်ပွားစေအာကုသို့တိုးပွားစေသောမာနစသဖြင့်ခွဲခြားဟောကြားထားပါတယ်မေတ္တာနဲ့ဆက်ဆံတဲ့အခါမှာလိုအပ်တဲ့ခန္တီတရားကိုလည်းရှင်းလင်းထားပါသေးတယ်မိမိစိတ်ကိုထိမ့်သိမ်းနိုင်သောစွမ်းရည်တတ္တိကိုသိခံခြင်းခန္တီတရားအဖြစ်ရှင်းလင်းထားပါတယ်ဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့လာတဲ့အခါမှာလည်းတုံ့လှုပ်ခြင်းမရှိတဲ့စိတ်စွမ်းအင်ကိုခန္တီဟုခေါ်ကြောင်းပြောပြထားတယ်မိမိစိတ်ကိုတည်ငြိမ်တဲ့အချိန်မှာထိမ့်သိမ်းထားနိုင်စွမ်းလို့ရှင်းလင်းထားပါတယ်ဥပမာအနေနဲ့လူတစ်ယောက်ကမိမိကိုပြောဆိုပြုမူလာတဲ့အကြောင်းကိုကြုံတွေ့လာတဲ့အချိန်မှာတုံ့လှုပ်ခြင်းမရှိမှုမိမိရဲ့မူလစိတ်အခြေအနေမှာပဲထိမ့်သိမ်းထားနိုင်မှုကိုခန္တီလို့ဆိုလိုရင်းဖြစ်ပါတယ်ဥပိ္ပခအကြောင်းကိုလည်းနားလည်လွယ်အောင်ရှင်းပြထားပါသေးတယ်မိမိပြုမူမှုကိုတစ်ဖက်လူကတုံ့ပြန်မှုမရှိရင်မကြည်မနှက်ဖြစ်တတ်ကြပါတယ်မိမိပြုမူမှုကိုသာအလေးနဲ့ထားပြီးလှုပ်ဆောင်သင်ကြောင်းအတိမတ်ပြုမှုမပြုမှုသည်သူကိစ္စပင်ဖြစ်ကြောင်းတုံ့ပြန်မှုကိုမျှော်လင့်ခြင်းမရှိဘဲပြုမှုလှုပ်ဆောင်ပေးမှုကိုဥပိ္ပခဟုခေါ်ကြောင်းရှင်းပြထားပါတယ်ယောဂဝေဒနာခံစားရတဲ့အခါမှာလည်းကိုယ်သာနာစေစိတ်မနာစေဖို့ရန်လည်းဆုံးမသွန်သင်ထားပါသေးတယ်စိတ်ရဲ့ယောဂလို့ခေါ်တွင်တဲ့လောဘဒေါသမာနကိတ္တမစ္စရိယာစတာတွေကလူကိုအယုတ်ဆိုးအကြီးတန်းစေညှဉ်းနှွမ်းစေပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့မိမိရဲ့နေ့စဉ်ဘဝကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်သုံးသပ်ပြီးလောကထဲမှာလောကရန်နဲ့ကြုံတိုင်းမေတ္တာခန္တီဥပိ္ပခတရားသုံးပါးကိုလက်ကင်ထားကျင့်သုံးနိုင်ရင်ပျော်ရွှင်ခြင်းတွေကမတောင်ပဲရောက်ရှိလာမှာပါလို့ရေးသားထားပါတယ်ဒီစာအုပ်ကတော့ဒေါက်တာအရှင်နန္ဒာမာလာဘိဝန္တဟောတဲ့တရားဓမ္မတွေကရေးသားထားတဲ့စာအုပ်ကိုသုံးသပ်ပြီးတော့ရေးသားထားတဲ့စာအုပ်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်